အရင်နေ့ကတည်ဆက်ပြီးတော့ခဲ့တဲ့ပါလီမန်စနစ်မှာတော့အုပ်ချုပ်ရေးကဏ္ဍနဲ့ဥပဒေပြုရေးကဏ္ဍတို့ဟာရုံးတော့နေပါတယ်။ဒါပေမဲ့သမ္မတစနစ်မှာတော့အုပ်ချုပ်ရေးကဏ္ဍနဲ့ဥပဒေပြုရေးကဏ္ဍတို့ကိုတိကျစီခွဲခြားထားပါတယ်။ဆိုတော့သမ္မတစနစ်အကြောင်းကိုဒီနေ့ဗီဒီယိုမှာလေ့လာကြည့်လိုက်ရအောင်ပါ။ဒါကတော့ Break Forward ရဲ့ Education ကွန်တက်တွေကိုတင်ဆက်ပေးနေတဲ့ channel ပဲတစ်ခုဖြစ်ပါတယ်။သမ္မတစနစ်ဆိုတာနိုင်ငံတော်ရဲ့အကြီးအကဲဟာသမ္မတဖြစ်ပြီးသမ္မတဟာအစိုးရအဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်တဲ့အပြင်သမ္မတကိုပြည်သူကတားရိုက်မဲပေးရွေးချယ်ခြင်းဒါမှမဟုတ်တွဲဝရွေးချယ်ခြင်းနည်းနဲ့တင်မြှောက်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။တွဲဝရွေးချယ်ခြင်းဆိုတာကတော့ပြည်သူတွေကသူတို့ကိုကိုစားပြုပေးဖို့အတွက်ရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကနေပြီးမဲပေးရွေးချယ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီလိုသမ္မတကိုပြည်သူကရွေးချယ်ထားဖြစ်တဲ့အတွက်သမ္မတဟာလွှတ်တော်ကိုတာဝန်မခံရဘဲပြည်သူကိုတားရိုက်တာဝန်ခံရပါတယ်။သမ္မတအနေနဲ့သူ့ရဲ့အစိုးရအဖွဲ့မှာအဖွဲ့ဝင်ဝင်ကြီးတွေကိုစိတ်ချရွေးချယ်ခန့်အပ်ခွင့်ရှိပါတယ်။ဒါပေမဲ့သမ္မတရွေးချယ်ခန့်အပ်မဲ့ပုဂ္ဂိုလ်ဟာလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေမယ်ဆိုရင်တော့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေနှုတ်ထွက်ပြီးမှသာအစိုးရအဖွဲ့မှာပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါအပြင်သမ္မတအဖြစ်ရွေးချယ်ခံသူဟာလည်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေမယ်ဆိုရင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေနှုတ်ထွက်ပေးရမှာဖြစ်ပါတယ်။ဒါဟာသမ္မတစနစ်မှာအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးမနိုင်တွေဟာတိကျစီတည်ရှိနေပြီးမနိုင်တစ်ခုအပေါ်လွှမ်းမိုးနေရမျိုးမရှိချင်ပါပဲ။သမ္မတစနစ်မှာနိုင်ငံတော်အကြီးအကဲဖြစ်တဲ့သမ္မတဟာနိုင်ငံကုန်သိက္ခာကိုကိုစားပြုသူလည်းဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးတပ်ရဲ့အဓိကကုတ်ကဲသူလည်းဖြစ်တဲ့ပါတယ်။သမ္မတစနစ်မှာသမ္မတရဲ့တပ်တန်းကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းပြီးဖြစ်ပြီးလွှတ်တော်ကအစိုးရကိုအလွယ်တကူဖြုတ်ချခွင့်မရှိပါဘူး။ဒါပေမဲ့သမ္မတအနေနဲ့ဥပဒေကိုချိုးဖောက်တဲ့လုပ်ရတွေလှုံ့ဆော်လိုက်ရင်တော့သမ္မတကိုရာထူးကနေဖယ်ရှားလို့ရနိုင်ပါတယ်။သမ္မတစနစ်မှာအာဏာကိုခွဲဝေပိုင်းခြားထားပေမဲ့အာဏာအပိုင်းခြားတစ်ခုနဲ့တစ်ခုအလွန်ကြုံမပြုလုပ်နိုင်အောင်အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်လည်းရှိပါတယ်။အစိုးရအဖွဲ့အနေနဲ့နိုင်ငံတော်ဘဏ္ဍာငွေကိုလိုအပ်တဲ့နေရာမှာထိထိရောက်ရောက်အသုံးပြုနိုင်ဖို့အတွက်ဘတ်ဂျက်တွေကိုလွှတ်တော်ကအတည်ပြုပေးရပြီးသမ္မတရွေးချယ်ထားတဲ့အစိုးရအဖွဲ့ဝင်တွေကိုလည်းလွှတ်တော်ကသာစစ်ဆေးအတည်ပြုပေးရတာဖြစ်ပါတယ်။အလားတူပဲလွှတ်တော်ကအတည်ပြုလိုက်တဲ့ဥပဒေတွေကိုအစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့သမ္မတကဗီဒီယိုအာဏာသုံးကန့်ကွက်ပယ်ချခွင့်ရှိပါတယ်။အဲဒါကြောင့်သမ္မတစနစ်မှာသမ္မတရဲ့အစိုးရအဖွဲ့နဲ့လွှတ်တော်တို့ဟာအပြန်အလှန်ဆွေးနွေးညှိနှိုင်းနေကြရဖြစ်ပါတယ်။ဒီစနစ်မှာလွှတ်တော်နဲ့အစိုးရအဖွဲ့ကိုတိကျစီခွဲထားတာကြောင့်အကယ်၍အစိုးရအဖွဲ့နဲ့လွှတ်တော်တို့ကြားပုတ်တိုက်မှုတွေဖြစ်လာတဲ့အခါအလုတ်ရက်သက်မှုတွေအငြင်းပွားမှုတွေဖြစ်လာတတ်ပါတယ်။အဲ့ဒီအခါမှာတရားစီရင်ရေးအာဏာရရှိထားတဲ့တရားရုံးချုပ်ဒါမှမဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကကြားထဲကနေဝင်ရောက်ဖြေရှင်းပေးရပြီးမှတရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းအစိုးရအဖွဲ့နဲ့လွှတ်တော်ကလိုက်နာရပါတယ်။အစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့နိုင်ငံတော်သမ္မတဟာလွှတ်တော်အစည်းအဝေးတွေကိုတက်ရောက်ခွင့်ရှိပေမဲ့လွှတ်တော်မှာဆန္ဒမဲပေးပိုင်ခွင့်မရှိဘဲအကြံပေးခွင့်သာရှိပါတယ်။ဒါပေမဲ့သမ္မတတွေဟာများသောအားဖြင့်လွှတ်တော်အစည်းအဝေးတွေကိုတက်ရောက်မလို့မရှိဘဲသမ္မတရဲ့သဘောထားနဲ့အကြံပြုချက်တွေကိုစာနဲ့တဆင့်ပေးဖို့ချန်တာလှုပ်ဆောင်လေးရှိကြပါတယ်။သမ္မတကဥပဒေကိုချိုးဖောက်တယ်လို့ယူဆတဲ့တရားစီရင်ရေးဆိုင်ရာစုံစမ်းမှုတွေကိုလှုပ်ဆောင်နိုင်ဖို့သမ္မတနဲ့အစိုးရအဖွဲ့ရဲ့ဘတ်ဂျက်သုံးစွဲမှုတွေပေါ်တန်တရားရှိလာတဲ့အခါစုံစမ်းစစ်ဆေးနိုင်ဖို့နိုင်ငံတော်အနေနဲ့အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါနိုင်ငံတော်အခြေအနေကိုတင်ပြနိုင်ဖို့နဲ့အစိုးရရဲ့မူဝါဒတွေကိုရှင်းလင်းတင်ပြဖို့အတွက်ဥပဒေနဲ့အညီသမ္မတနဲ့သမ္မတရဲ့အစိုးရအဖွဲ့ကိုလွှတ်တော်ခေါ်ယူနိုင်ပါတယ်။တခြားစနစ်ကြီးတွေနဲ့ရှင်းလိုက်ရင်ကမ္ဘာပေါ်မှာသမ္မတစနစ်ပေါ်ပေါက်လာတာဟာတိတ်မကြသေးဘူးလို့ပြောလို့ရပါတယ်။သမ္မတစနစ်ပေါ်ပေါက်လာပုံကတော့အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းကာလကနေစတင်ခဲ့တာဖြစ်ပါတယ်။ဒီတခြားလက်အောက်ကနေရုံထွက်လာခဲ့တဲ့အမေရိကန်တို့ဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကတနေရာထဲမှာရှိနေမှာတဦးတယောက်ဒါမှမဟုတ်လူတစုရဲ့လက်ထဲမှာရှိနေမှာကိုမလိုလားခဲ့ကြပါဘူး။အဲဒါကြောင့်1989ခုနှစ်ဖီလာဒယ်ဖီးယားဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံမှာအာဏာကိုထိန်းကျောင်းနိုင်မဲ့နည်းလမ်းတစ်ခုကိုဆွေးနွေးခဲ့ကြပါတယ်။အဲဒါကတော့ပြင်သစ်လူမျိုးအတွေးကောပညာရှင်မွန်တက်စကျူရဲ့အာဏာခွဲဝေမှုသဘောတရားပေါ်အခြေခံတဲ့အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးတို့ကိုအပိုင်းပိုင်းခွဲခြားလိုက်တဲ့နည်းလမ်းပါပဲ။ဥပဒေပြုရေးကိုလွှတ်တော်ကတာဝန်ယူပြီးတရားစီရင်ရေးအတွက်တရားရုံးကတာဝန်ယူမယ်ဆိုရင်အုပ်ချုပ်ရေးအတွက်ကအုပ်ချုပ်ရေးအဖွဲ့တွေကတာဝန်ယူရမှာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတော်တည်ငြိမ်မှုရှိဖို့ဆိုရင်နိုင်ငံကိုဦးဆောင်နိုင်မဲ့အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲတယောက်တော့လိုအပ်ပါတယ်။အဲဒါကြောင့်ပဲသမ္မတဆိုတဲ့ရာထူးကိုဖန်တီးလိုက်ခဲ့ကြပါတော့တယ်။သမ္မတကိုပြည်သူတွေကတိုက်ရိုက်ဒါမှမဟုတ်ပြည်သူကိုယ်စားလှယ်ရဲ့နေတစ်စင်းရွေးချယ်နိုင်မှာဖြစ်ပြီးသမ္မတအနေနဲ့လွှတ်တော်ကိုတာဝန်ခံစရာမလိုပဲပြည်သူကိုယ်တာရိုက်တာဝန်ခံရမှာဖြစ်ပါတယ်။အစောပိုင်းမှာတော့သမ္မတကိုလွှတ်တော်ကမဲပေးရွေးချယ်နိုင်မဲ့ပုံစံကိုလည်းဆွေးနွေးခဲ့ကြသေးပေမဲ့အဲ့ဒီအတိုင်းသာဆိုရင်သမ္မတဟာလွှတ်တော်ရဲ့ရုပ်သိမ်းလို့ဖြစ်သွားနိုင်တာကြောင့်သမ္မတကိုပြည်သူကရွေးချယ်စနစ်တကူကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းပြီးသမ္မတစနစ်ကိုအမေရိကန်မှာလက်တွေ့စတင်ကျင့်သုံးခဲ့ပြီးအမေရိကန်ရဲ့အဲ့ဒီစနစ်ဟာအောင်မြင်မှုရရှိလာခဲ့တာကြောင့်19ရာစုနဲ့20ရာစုအတွင်းမှာလက်တင်အမေရိကနိုင်ငံတွေကအမေရိကန်ရဲ့သမ္မတစနစ်ကိုလိုက်လံကျင့်သုံးခဲ့ကြရင်သမ္မတစနစ်ဟာတဖြည်းဖြည်းကျယ်ပြန့်လာပြီးဒီနေ့ကကမ္ဘာပေါ်မှာသမ္မတစနစ်ကျင့်သုံးတဲ့နိုင်ငံတွေများပြားလာခဲ့တာဖြစ်ပါတယ်။ဒါကတော့အာဏာကိုအပိုင်းပိုင်းခွဲဝေထိန်းကျောင်းထားတဲ့သမ္မတစနစ်ပါပဲ။သမ္မတစနစ်နဲ့ပါလီမန်စနစ်မှာဘယ်စနစ်ကိုပိုပြီးသဘောကျကြလဲဆိုတာကိုသိချင်တာကြောင့်commentမှာရေးပြီးတွားခဲ့ကြပါဦး။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။